AA တို့ဗမာတပ်တွေအင်အားကောင်းလာမယ်ချိတ်ဆက်မှု AA တို့ကအလိုင်းရလိုတဲ့အတွက်ကြောင့်လမ်းကြောင်းချိတ်ဆက်မှုပို့ပြီးတော့လက်တွေ့ကျလာမယ်ဒါပေမဲ့ AA တို့ဟာစစ်ရေးစီမံလို့မရဘူး KIA ခန့်နေတယ်စစ်တပ်တက်ခန့်နေတယ်တပြိုင်တည်းဥပမာနိုင်ရီကန်တိုက်နေနေဒီဘက်ကလက်မျိုးဝင်တိုင်းမယ်ဆိုတော့အကွက်မျိုးခင်းလို့မရဘူးမနေလားဒီတော့ A တို့ကဘာဖြစ်လဲဆိုသူ့စီယာတွေလည်းဖြစ်တာကိုကချင်ကသူကပြန်လန်ရခက်နေတယ်ချင်းလည်းလန်မနိုင်ဘူးကချင်လည်းလန်မနိုင်ဘူးAA လည်းလန်မနိုင်ဘူးအဲ့လိုဘယ်သူမှလန်လို့မရတဲ့အခြေအနေမှာခက်နေတာတကယ်ကဆရာသမားတို့ပြန်မေးရမှာပဲဒီလိုမှခုနကပြောတဲ့ AA တို့ဝင်လာမဲ့ကုညီပေးမဲ့ကမ်ဘလူတီတောင်ရောက်ပါတယ်ဗျ AA တို့တွေတိုက်ပေးတာတော့ပဲရတယ်ဘာမှလုပ်လို့မရဘူးစစ်ရေးကော့ကက်စီစဉ်တာမျိုးလုပ်လို့မရသလိုလက်နက်ခဲယမ်းစစ်တင်တန်းနောက်ပိုင်းကနေပြီးတော့ထောက်ပံ့လမ်းကြောင်းထောက်ပို့လမ်းကြောင်းတွေဖွင့်ပေးပေမဲ့လမ်းဖောက်သူအဖြစ်တော့ AA တို့ကစူးစမ်းပေးလို့ရတယ် KIA ကအဲ့ဒီအင်အောင်သုံးပြီးတော့အနိုင်တိုက်မှာလား UG ကအဲ့ဒီအင်အား AA တို့ဘက်ကတင်ကြားပေးလိုက်တဲ့အင်အား25ဖွဲ့တို့ BNI တို့ရဲ့အင်အားသုံးပြီးတော့စစ်အာဏာရှင်အနိုင်တိုက်မှာလားအခုတော့မတိုက်ဘူးလေ AA တို့တင်ကြားပေးလိုက်တဲ့ BNI GZA AA တို့မဟုတ်လား 3BHA တင်ကြားပေးလိုက်တဲ့ NLA SRA 25ဖွဲ့ရှိတဲ့ ISP မြန်မာ data မှာ AA တို့မဟာမိတ်တင်ကြားပေးလိုက်တာမဟုတ်လား SRA ဆိုတာအဲ့ဒီ 3BHA ရဲ့တင်ကြားပေးမှုအများဆုံးပါတဲ့အဖွဲ့တွေအဲ့ဒီအောက်ယူပြီးတော့တိုက်မဲ့ဆိုရင်ဒီတစ်ခေါက်မိတယ်အုပ်ချုပ်ရေးအာဏာ IUG တိဆောက်တဲ့ KIA အတ္တနဲ့အကျိုးစီးပွားနဲ့ခံထားတယ်မူဝါဒမပြတ်သားဘူးဘယ်သူကော့ကဲနေမှမသိဘူးတာလို့လိုများလို့လုပ်ပြီးတော့ကိုနေရကိုဘုတ်မပြအောင်စစ်အာဏာရှင်ကြီးဖို့လမ်းကြောင်းခင်းနေကြတယ်စကားလာပေါ်တဲ့ကန်းလန်းတယ်KIA မေးရမှာဘာမူဝါဒရှိလဲတကယ်ကော့ကဲနေလား policy ဘိုင်းလားစစ်ရေးဘိုင်းလားမဟုတ်ရင်ဗမာတွေစုလို့မရဘူး KIA ခံနေတာစုတော့မဟုတ်လေစုတော့နောက်မှလေအခုကပြိုသွားပြီပြိုသွားတဲ့အကြောင်းပြချက်တော့ရှာလို့မတွေ့ဘူး KIA တိုက်တော့အင်အားထောက်ကြည့်ဆိုတော့စစ်တေတာတစ်ပါကိုပါတယ်ဒီတော့ UNG က KIA ကမေးလိုက်ရင်မသိချင်စားပြီးတော့မဲပြီးတော့အကြာကြီးလုပ်နေတယ်ဒီတော့ AA တို့ကအဓိကလမ်းဖောက်တော့လမ်းဖောက်ပေးနိုင်တယ်ဘာလဲစစ်တေတာပေးမယ် logistic ပေးမယ်အင်အားအလုံးရင်းနဲ့ကူညီပေးမယ်ဆိုရင်တော့ KIA ရော UNG ရောမျက်နှာမပြတ်ပဲစစ်မျက်နှာအသစ်ဖွင့်နိုင်ဖို့ကြွယ်ပါမလားမျက်နှာမပြတ်ပဲအဓိက KIA နဲ့မျက်နှာမပြတ်ပဲနဲ့တဘောပေါက်ပြီလားကျွန်တော်ပြောတာရှင်းရှင်းလေးပဲနော်ဘယ်သူခံနေလဲကျွန်တော်ပြောတာရှင်းရှင်းလေး AA တို့မူဝါဒမချုပ်ခိုင်တာဘူးဘာမှမထိချုပ်တာဘူး AA တို့ကအမ်ဘဒန်လမ်းမှာနော်တခြားအဖွဲ့တွေတွာလာနေတဲ့အပေါ်မှာလက်နက်ခရမ်းlogistic တွေတွာလာနေတဲ့အချိန်မှာကြီးစံတွေဖြတ်မသိဘူးလူကိုလက်နက်ဖြုတ်သိမ်းမဖမ်းတာဘူးစစ်တီတာတက်ကတော့ဖမ်းထားတယ်ဗျAA တို့ဟိုငါအောက်ဝင်မှာလုတ်ပေးမယ်ဆိုတဲ့စကားတွေထွက်လာတယ်ဟုတ်လားဒီတော့ဒါဟာအချင်းချင်းပြဿနာရှာနေတာမဟုတ်ဘူးအမ်ဘဒန်လာပေါ်မှာနိုင်ရီကစခန်းတွေအဓိကထားလာတယ်ဒီဘက်မှာစကိုင်းမှာထိုးအောင်မရှိဘူးတစ်ဖက်ခွာတိုင်းရင်တစ်ဖက်တည်းကိုစေရေးဖိအားရန်သူကမတိုက်နိုင်ဘူးဘကိုးအေယာဝတီအဲ့လိုပဲအလယ်ပိုင်းကိုသွားမဲ့တကားပွင့်မပွင့်အဖြေဟာဘယ်သူပေါ်မှာတည်နေလဲအေတို့ကတော့ကုညီမှာပေါ့မန်မကန်ကန်အဖွဲ့တွေဇာတိတ်ကောင်းတဲ့မန်ကန်တဲ့အဖွဲ့တွေကုညီမယ်ဆိုရင်တော့မှ KIA ရဲ့သဘောထားနဲ့စကလုံးခံယူချက်မူဝါဒပြောင်းမပြောင်းမေးရအောင်မယ်တဲ့မေးရမှာဟုတ်လားမပြောင်းရင်ဘယ်လိုလုပ်တော့ကုညီလို့ရမှာလဲ BNRA လို့တော့အဖွဲ့တော်လွင့်သွားတော့ပဲမကွေးဖို့ဝင်ဖို့လဲတူတူပဲစစ်ဒေတာတက်မဟုတ်ရင်တော့မှ UNG ရဲ့ချိန်အော့ကွန်မန်ဗျံပတာချိန်အော့ကွန်မန်နဲ့ချိန်အော့ချော့အဲ့ဒါရှိနေတယ်ဟောသုံးလုံးတွေကအဲ့ဒါပေါ့ချိန်အော့ချော့ပေါ့ဟောသုံးလုံးကဗျံပတာ COC အဲ့ဒီဗျံပတာ COC ကိုမကောင်းတဲ့ကအကုတ်ရိုက်ဆိုတော့စစ်ဒေတာတက်နဲ့ကာထားတယ်မောင်းနေလားကျွန်တော်ပြောတာအဲ့ဒါဘယ်လိုလုပ်မှာလဲဘယ်သူမေးရမှာလဲ KIA မမေးဘယ်သူမေးရမှာလဲစစ်ဒေတာတက် KIA ဆိုဘာလို့ဒီလိုမျိုးအချင်းချင်းကြားတဲ့ပြဿနာတွေကိုလောက်ရတာလဲဖြေရမှာ KIA မဟုတ်လားဘယ်သူမှမမေးဘူး UNG ကလှုပ်တယ်လို့ KIA ကလှုပ်တယ်လို့ KIA အမိတ်ပေးတယ်လို့ UNG အမိတ်ပေးတယ်လို့နဲ့
ယူချင်အောင်ဆောင်နေတာ UNG စစ်တေတာတက် KIA နဲ့ပေါင်းထားတဲ့စစ်တေတာတက်မဟုတ်ဘူးလားစစ်တေတာတက်ကဘာလုံးမလဲဘာဆက်လုံးမလဲမူဝါဒပါလဲရှင်းအောင်မေးဘယ်သူမှမသိဘူးဒါရရတက်တက်မေးတာအဲ့တော့မေးလို့ကချင်နဲ့ဘာမှမဆိုင်ဘူးဒါဟာချင်းချင်းလေးမေးတာအဖြေရှာတာမဟုတ်လားတော်တိုင်းအောက်ချင်းလို့မဟုတ်လားနားလည်ဖို့နောက်တစ်ချက်ကစကိုင်းထဲမှာတမင်ကွဲအောင်လှုပ်ထားတဲ့ဗျံမတာဖြစ်နေအောင်လှုပ်ထားတာလားပြန်ညှိမဲ့စနစ်တစ်ခုကဘယ်မှာလဲဘုံကပြောခဲ့တယ်ကျွန်တော်2022လောက်ကတည်းကစကိုင်းဖူနိုင်တို့နဲ့လည်းညှိနှိုင်းခဲ့တယ်လို့တခြားစုစည်းဖို့စုစည်းမှတိုက်လို့ရမယ်ဆိုတာကိုသိလို့စုစည်းဖို့ကြိုးစားတယ်စေရုပ်ခေါ်ပြီးတော့ရုပ်သားတွေခေါ်တင်ပေးလိုက်တယ်နာမည်မဖြတ်ကျော်ရအတိမပေးဘဲနဲ့ငါတို့နဲ့လည်းဖြတ်တန်းတော့လောက်ခင်မရှိစစ်တေတာတက်မဟုတ်ရင်ဘာလို့လဲမဟုတ်လားနာမည်ထဲမှာဟိုနာမည်ဒီနာမည်ပခုတ်ကူမတွားရဟိုမတွားရဒီရွှေဘုံမတွားရကန့်တတ်နေတာကအမိတ်ဘေးကိုကဲမှုကကန့်တတ်ထားလို့တာကန့်တတ်နေတယ်ဆိုပြီးတော့ဆင်ချေပေးတယ်တွားလို့မရတော့ပြန်လဲရတယ်လေဘာလို့လဲစစ်တီတာတက်ပါဝါလား UNG ရဲ့အကျင့်ရုံမှုလားရှင်းအောင်လုပ်လေမကောင်းရင် KIA ဖယ်ထုတ်လိုက်မပေါင်းနဲ့တော့မရှင်းဘူး KIA ကိုယ်တိုင်လောက်တာလားမင်းရတဲ့ရိုင်းရကြအောင်မယ်မားလားဒါမေးတဲ့မေးခွန်းမဟုတ်လားကျွန်တော်ပြောတော့မေးတဲ့မေးခွန်းလေဘာဖြစ်လို့လဲဟိုသွားဒီသွားလို့မရတော့ဘယ်လိုလုပ်သွားပြီးတော့စစ်တိုက်လို့ရမှာလဲအဲ့စစ်တိုက်ဖို့သွားမယ်အပေါ်ထက်တင်ပြပြီးမှသွားရမယ်ဆိုရင်စစ်ဦးကြုံလို့တိတ်ကုန်မှာပေါ့အားလုံးကိုအဲ့လိုမျိုးဘာလဲထောက်ခန့်စာရမှเนาะအခုအေတို့ဘာလို့ခေါင်းစာတွေလဲစစ်တေတာတက်ထောက်ခန့်စာနဲ့တွာလာတဲ့အချိန်မှာဖမ်းလိုက်တာပဲစီဝေးပွဲလာတဲ့အချိန်မှာအဲ့တော့ဘာလဲဒါဟာတက်တိတ်နေတကွာရှိတယ်ဒီလိုအခြေအနေမျိုးကိုကျွန်တော်တို့ကတိတ်လူရှူတာပြီးဘောရန်သူအာယုဆိုင်သွေးမခွဲတဲ့စုစည်းညီညွတ်မှုမပြတ်စေနဲ့ဆိုတော့ဒါကြီးကကဲလက်ခံနေတာလေစစ်တေတာအောက်ကစကိုင်းတိုင်းဟိုဖက်ဒီဘက်မတွားရဘူးရုံးစာနဲ့ထုတ်ပြီးတော့ကန့်ကွက်ထားတယ်ဘယ်လိုလုပ်စစ်တိုက်မှာလဲအဲ့ဒါကိုတော်လိုင်းရေးလားဆိုတော့ကျွန်တော်ဘယ်သူမေးရမှာလဲ UNG မေးလို့မဖြစ်ဘူး KIA မေးလည်းမဖြစ်ဘူးဆိုတော့ဒါခံနေတာအခုနောက်ဆုံး BNI လွင့်သွားတယ်မောင်းနေလားမမောင်းဘူးလားအေးလည်းအမိတ်ပေးလို့မရဘူးအေးတို့ကိုညီမှုကိုလည်းအမိတ်ပေးလို့မရဘူးဆိုတာကစကိုင်းမှာဆိုတော့ရတယ်ဗောမင်းတို့မလာနဲ့ဆိုရင်ဘာမှလုပ်လို့မရဘူးလာရင် KIA စစ်တေတာတင်နဲ့ UNG နဲ့ကောက်ထားရင်ဘာမှလုပ်လို့မရဘူးလေတွားလို့မရလား KIA နဲ့စစ်တေတာတက်ဖြစ်နေတယ်ဆိုရင်ဒါဟာမိတ်ဖက်ပฏิပက္ခ AA တို့ကလည်းရိုက်ပြီးတော့ထိုးပြီးတော့တိုက်ပြီးတော့သွားမယ်သဘောမျိုးတော့ရှိမှာမဟုတ်ဘူးနောက်ပြန်လန့်သွားမယ်တူတူပဲ KIA စစ်တေတာအောက်ကဖြစ်တဲ့အတွက်ကြောင့် AA တို့ဟာထင်တယ်လို့လှုပ်ရှားခွင့်မရှိတာတော့သိချတယ်ကမ်ဘလူတို့ဘာလို့ဘာလဲဘာကိုတာဘိုးလားဘာလဲအဲ့စခန်းတွေပါလာတိုက်တော့ AA တို့ရဲဘော်တွေ AA တို့ပါတယ် ABST တို့ပါတယ်အဲ့လိုမျိုးစစ်တေတာအောက်မှာရှိထားပြီးတော့ဥဆောင်ပြီးတော့စစ်အာဏာရှင်တိုက်နေတာဆိုတော့လည်းမတိုက်နိုင်ဘူးတဝက်လက်လက်ဖြစ်နေတယ်နောက်ဆုံးပြန် IPO ရတယ်ဝမ်ပါတော့မထိဘူးစစ်ကောက်စီစစ်ကြောင်းဝင်လာတော့မတိုက်ဘူးဘာလဲမဟုတ်ရနောက်မှခောက်အာရုံတော့မရှိဘူးဘာလဲဒါကျွန်တော်ပြောနေတာမူဝါဒကမတိုက်ဘူးဆိုလည်းမတိုက်ဘူးပေါ့ဗျာဒါဆိုရင်လည်းUNG မင်းကမောင်းသွားပြီ KIA ကမတိုက်ဘူးမတိုက်ချင်ဘူးသွားပေါင်းလို့မရဘူးတခြားဟာနဲ့ပေါင်းပြီးတော့လုပ် KIA ကသူတို့ဒေတာလူဦးရေနဲ့တဲ့အကျိုးစီးပွားတွေရှိတဲ့အတွက်ကြောင့်ထိခိုက်ခံလို့မရဘူးမတိုက်ဘူးဆိုလည်းပြီးပေါ့မတိုက်ဘူးအပြစ်တင်လို့မရဘူးလေသူမတိုက်တာပဲသူတို့နေပေါင်းများစွာတိုက်လာတဲ့အချိန်ပမာတွေငြိမ်းနေလေပြစ်တင်လို့မရတာကိုကိုတိုက်မယ်လေကိုကိုတိုက်မယ်ဆိုတော့တကယ်တိုက်ချင်တဲ့ AA တို့အကူညူယူမယ်အဲ့လိုဆိုတော့လည်းခွင့်ပြုမလားဆိုတော့မေးရမှာမဟုတ်လားဒါမေးရမှာလေတကယ်တိုက်ချင်လို့ပြောနေတာစိတ်အာဏာရှင်စစ်ခွေးကိုတိုက်ဖို့လေခင်ဗျားတို့ပြောတဲ့အတိုင်းလေဒါမေးရမယ့်စကားမဟုတ်လားကျွန်တော်ပြောတာရှင်းရှင်းလေးမတိုက်ရင်လည်းနည်းနည်းဖက်ပေးတိုက်ချင်တဲ့လူတွေရှိတယ်မဟုတ်ဘူး KIA တို့ဘာလို့စစ်တေတာတိတ်အမိတ်နဲ့အိုးနောက်ဆုံးဒီကအာယုတိုက်ပြီးတော့အကြောင်းပြချက်တွေစင်ချေစင်လက်တွေအိုးဝက်ချစ်ဝက်လက်တွေပေးပြလိုက်တယ်မနဲ့ဘူးဟုတ်လားရှင်းအောင်မေးဒါကိုကျွန်တော်ပြောနေတာကလူငယ်တွေရောပြည်သူတွေရောရှင်းအောင်လုပ်မရှင်းရင်ပြီးမှမဟုတ်ဘူး
ခုနရည်သလိုမျိုးပေါ့စစ်အာဏာရှင်ဘက်ကရည်နေလိမ့်မယ်ပါတီအာဏာရှင်တိုင်းဒေသအာဏာရှင်စံတော်တွေကဘာတွေမှမသိပဲနဲ့ဘယ်လိုတိုက်မှာလဲ MDAA ကိုတဖွဲ့တဲ့ရှမ်းပြည်မှာဘဖာကောက်ဖို့တရုတ်ကဒရိုးအနည်းပညာအဆင့်မြင့်တွေကူညီပေးလိုက်တယ် TNAA အားပြီးတော့ပြန်ဆုတ်ပြေးရတယ် AA KIA ရောမကူညီပေးဘူးလို့ပြောလို့ရမလားနောက်ပိုင်းကဒရိုးနည်းပညာကူညီပေးတဲ့ကောင်တောက်သွားပြီဘာမှလဲ BNRA ကိုစတိုက်တဲ့အချိန်မှာဒရိုးပုတ်တီးပဲချဲ့ကျဲသွားတာပြီးမှဒီဆက်လက်တွေနဲ့ပြစ်တာအဲ့ဒီကြည်စံတွေအဲ့ဒီဘုတ်တီးတွေကိုပေါ်လို့အော်တုံးနိုင်တာတိုင်းတက်တွေပဲရှိတယ် KIA ကသူကနေသူတိုက်ပတ်နေတယ်ဟောအလုပ်လဲစစ်တပ်ဘက်ကအလုပ်ဖြစ်တော့မေးတာလားတော်လိုင်းဘက်ကအလုပ်ဖြစ်တော့မေးတာလားဘယ်သူမှအလုပ်ဖြစ်မှာတော့မဟုတ်ဘူးဘာလို့ဆိုအမှန်တရားဝေဖန်လို့အနာထီလို့ဆက်တာကခင်ဗျားတို့ပိုင်းဒီတော့အစပြန်ပြီးတော့ကောက်ရမယ်ဆိုရင်စကိုင်းကိုဖွင့်မဲ့တော့ဘယ်ဟေကြီးကိုပြန်ကောက်ရမယ်ဆိုရင်ရခိုင်မှာပဲရှိတာတော့မဟုတ်ဘူးအဲ့ဒီတော့ရခိုင်ကကူညီတယ်ဆိုရင်တော့အဲ့ဒီတော့ကိုတကယ်ဖွင့်ဖို့ယုံကြည်မှုလုပ်ငန်းစဉ်ခွဲဝေမှုဟာ KIA တို့စစ်တေတာတေတို့ရဲ့ယုံကြည်မှုလုပ်ငန်းစဉ်ခွဲဝေခြင်းစိတ်ရှိတဲ့အပေါ်မှာတည်တယ်တော့ဟာ AA တို့တခြားဗမာတပ်တွေပေါင်းပြီးတော့ဖွင့်လို့မရဘူး KIA တို့ UNG တို့စစ်တေတာတက်ကဖွင့်ခြင်းစိတ်ရှိမှဖွင့်လို့ရမှာ AA တို့ကလက်နက်ခဲယကူညီပေးမယ် KIA ကအဲ့တကောက်မင်းတို့တိုက်မယ်ဆိုရင်ဖွင့်ပေးလိုက်မယ်ဆိုပြီးတော့ဖွင့်ထုတ်ဖို့လို့တယ်ပိတ်ထားရင်တော့ဘာမှလုပ်လို့မရဝင်လို့ရမှာမဟုတ်ဘူးတအားခက်သွားလိမ့်မယ်နားလည်ဖို့အဲ့ဒါဟာအကြီးမားဆုံးအဟန့်တားပဲ BNR တက်လာမယ် KIA ခွင့်ပြုမှရမှာလေစစ်တီတာတက်ခွင့်ပြုမှရမှာလေ AA တို့ပါလာမယ်မင်းတို့မဝင်လာနဲ့မရှုပ်နဲ့ရတော့မှစစ်တီတာတက်ခွင့်ပြုမှရမှာလေထီးရိတ်ခံထားတဲ့ UNG ရဲ့စစ်တီတာတက်ရဲ့ထီးရိတ်မိုးထားတဲ့စကိုင်းဟာဗမာတပ်ဖွဲ့တွေရဲ့မြေပြင်အင်အားဟာ၄ခုပေါင်းမှဒီတစ်ခေါက်နေပြီးတော့တိုက်လို့ရမှာ၄ခု UNG ရဲ့မကကန်လန်းစင် AA တို့ရဲ့စစ်ရေးစွမ်းရည်မြေစစ်ရေးအကူအညီနဲ့လက်နက်အကူအညီ KIA ကတကားဖွင့်ပေးခြင်းတဲ့စိတ်ဗမာတပ်တွေကမြေပြင်မှာစုဖွဲ့ထားတဲ့အင်အားမကြံနေသေးရင်ပေါ့ဗျာ PDF တွေကြံနေသေးရင်ပြောတာခုတော့တဖြည်းဖြည်း PDF လည်းနဲလာပြီ KIA ကူညီခြင်းပါဆိုရင်တော့ဂျလုတ်ပလုတ်ပသလုံးတွေဖြစ်နေလည်းမရသေးဘူး KIA ကတကားဖွင့်ကြည့်စိတ်ရှိရင်တော့ဖွင့်ဖို့တကယ်ရောဆန္ဒရှိလား UNG ကရောနိုင်ငံရေးထိရိတ်မိုးရတာကိုတမတ်ကြလုံမှာလားဒီခုဟုတ်လားအဲ့တော့ဗမာစကိုင်းတိုင်းဖာတော်လိုင်းဖြစ်တာလည်းပြောမနေနဲ့လေကတော့ပါရဲ့အဲ့လေခုအခုချင်းစုစည်းအခုချင်းဒီတစ်ခေါက်ဒီ2016မကုန်ခင်နိုင်တယ်၄ခုကျွန်တော်ပြောရှင်းရှင်းလေးမားလားဒီ၄ခု KIA တကားကိုဖွင့်ပေးခြင်းစိတ်ရှိမယ် UNG ထိရိတ်မိုးထားပေးမယ်တမတ်ကကန်လုံးမယ် AA တို့လက်နက်ခဲယမ်းနဲ့စစ်ရေးစွမ်းရည်မြေကူညီမယ်ဗမာ PDF တွေမကကန်ကြံအောင်မယ်ဆိုရင်တိုက်လို့ရတယ်၄ခုအခုက BNR ရောတိုက်လိုက်ပြီအဲ့၄ခုကနှစ်ခုကအလုပ်လုပ်ပြီးနှစ်ခုကအလုပ်မလုပ်ဘူးမားနေလားဒီတော့စစ်တပ်ဘက်ကလုံးနေတယ်လို့တော့မြင်ရတယ်ဘာလို့ဆိုရင်ဝန်ပေါင်တော့ကတ်နေတဲ့ဘုံတကားတို့ BNR တို့စစ်တပ်ဘက်ကနေဖြိုပေးလိုက်တာကိုစားဒီတော့ဒီလေးခုမချိတ်မိဘူးဆိုရင်နေပြည်တော်လည်းမစင်းစားနဲ့စကိုင်းတော်စင်းစားကြမရှိတော့ဘူးမြေပုံမှာတော့မဟာမိတ်ဆိုပြီးတော့ for short လုပ်ပြီးတော့ကြောင်ရီပြတာလေအေးဘိုးချုပ်ထွန်းမင်းနိုင်တဲ့ KIA ဘိုးချုပ်ကမော်ကပြောလိုက်ပြီးနေပြည်တော်မနေ့ကသိမ်းမယ်တစ်ဘက်ကသိမ်းမယ်ဆောက်ယူအဲ့ဒါတွေကတယောက်တစ်ပေါက်တော်လာရေးဟာအရှိမရဘူးမေးစရာတစ်ခုပဲချုပ်ရမယ်ဆိုရင်စစ်တပ်ကိုဘယ်သူကနိုင်အောင်တိုက်မလဲဆိုတာထက်တကယ်နိုင်မဲ့အင်အားစုတွေကိုဘယ်သူကတကယ်ပေါင်းစည်းပေးနိုင်မှာလဲဟောမှရေးခဲ့ဒီလောက်ပေါ့အဲ့ဒီဟာကိုဘယ်သူပေါင်းစည်းပေးနိုင်မှာလဲအဲ့ဒီခုอ่ะပေါင်းစည်းပေးဖို့ကလည်းထိပ်သီးလေးခုကိုဘယ်လိုပေါင်းမှာလဲအင်အားဗမာတပ်တွေပြဲလျိုင်းဗမာတပ်တော့ဗမာတပ်ကိုအရင်ပေါင်းကြည့်အောင်ဟဲ့ဘိုးလက်ရနဲ့တန်မနီနဲ့ရောပေါင်းပြီးတော့တိုက်ပွဲတစ်ပွဲတော့တိုက်ပြကြည့်
ဟုတ်လားဘာမှလဲဘိုလဲရနဲ့တန်မနီနဲ့ပေါင်းပြီးတော့တိုက်ပွဲတော့မတိုက်ဘူးလုံးနေတာတော့စိတ်ကြိုက်ပဲအဲ့ဒါဖာတော်လာရင်မဟုတ်လို့ပါလဲဒါဟာအေတို့နဲ့ဗမာတက်တွေပေါင်းပြီးတော့အလက်သားကိုပြန်ဝင်လာမလားဆိုတော့ခေါင်းစဉ်အောက်ကနေပြီးတော့ပဲမေးထားသေးတာတခြားဟာတွေမပါသေးဘူးရှမ်းမြောက်ကနည်းနည်းပြောခဲ့တယ်အဓိကအေတို့ဗမာတက်တွေကိုကူညီပြီးတော့အလက်သားကိုစစ်ရေးဖြန့်ကျက်ပြီးစစ်အာဏာရှင်အပြုတ်တိုက်မလားဆိုတဲ့မျှော်လင့်ချက်ကိုရှင်းပြသွားတာဖြစ်တယ်တကယ်ကတော့မလွယ်ပါဘူး right ဒီတော့ပေါ့ကွန်မန့်မှာရေးခဲ့ပါမရှင်းနောက်နေ့ပြရှင်းမယ်ဟုတ်တယ်မလားကျွန်တော်ပြောတော့မားလားမမားကိုလေဟုတ်တယ်ပြအာယူတိုက်သွားတယ်လေစိတ်အာဏာရှင်မဟုတ်ဘူးအဲ့ဒါဟာငါတို့ရဲ့အားလုံးရဲ့ခေါင်းဆောင်ဟာကီယာအေဖြစ်တဲ့စစ်တေတပ်ဖြစ်တဲ့ UNG ဖြစ်တဲ့ဆိုတော့ငါနေလာပြီးတော့ထောက်ပြလို့ရတယ်အညိုးထိုင်းလည်းလူတွေအားလုံးသိဖို့လိုတယ်ကျွန်တော်တို့ BRI ဘုံနဂါလို့ပြောတာမှနော်တော်တော်မှန်မှန်ကကခေါင်းမပြီးတော့နေခဲ့တဲ့အဖွက်ကြီးတောင်မှပြိုသွားတယ်ဆိုရင်ကျွန်တော်တို့အတန်နေတဲ့ပိတ်သွားဖို့ရှိပါတယ်တိုက်ခိုက်မှုကြောင့်ကျွန်တော်တို့ပေါ်မှာမှန်မှန်ကထောက်ခံရဲတဲ့လူဘယ်လောက်ရှိတယ်ဆိုတဲ့အပေါ်မှာပဲကျွန်တော်ရက်တည်နိုင်မှုဟာတည်တယ်တခြားတော့ဒီလောက်ပြောရင်သဘောပေါက်ပါပြီဒီလိုမျိုးစကားဒီလိုမျိုးထောက်ပြချက်မေးခွန်းဘယ်သူမှလည်းမေးတာလည်းမရှိပါဘူးဒီနံပါတ်ထည့်ပါတယ်ဟုတ်တယ်နော်ရစ်ပေါ်ပြောတော့မှန်တယ်သူကရင်းနေကြဆိုတော့ပြည်တော်စုကွဲတရုတ်နိုင်ငံတော့စိတ်ချတရုတ်မနဲ့ယူမှာ2ယောက်ဒီလောက်ပါပဲ